ဒီဗီဒီယိုက highlight ဖောက်တဲ့အချိန်မှာအရှိစပင်လေးတွေကို highlight အပူးလေးဖြစ်အောင်ဘယ်လိုဖောက်ရမလဲဆိုတာလေးကို sharing လုပ်ပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုက highlight ပညာကိုလေ့လာနေတဲ့သူတွေတွေ့ဆိုရင်တော့အကျိုးရှိမယ်ထင်ပါတယ်ဗီဒီယိုလေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့အဆုံးထိ like ကြည့်ပေးပါဦးနော်ဒီအရှိစပင်ကိုဒီမျက်ခုံးလောက်ကနေပြီးတော့မေးအောက်လောက်ထိမှာစပင်ပုံတွေကဘလို့ပုံညှက်ထားစပြီးတော့တရိကံပုံခွဲချောင်းလေးအရင်ဆုံးစပြီးတော့ယူပေးရပါမယ်ဒီလိုမျိုးတရိကံပုံ session ယူမယ်ဆိုလို့ရှိရင်တော့ customer ကအလဲပဲခွဲဘေးခွဲပဲခွဲလိုက်တဲ့အချိန်မှာ highlight တွေကအပူးလေးဖြစ်ပြီးတော့အကျလှနေမှာပဲဖြစ်ပါတယ်ဒီကံပုံခွဲချောင်းယူပြီးသွားပြီဆိုလို့ရှိရင်တော့ session ခွဲဆရာမလို့ဘဲနဲ့အရင်ဆုံး highlight အကျဲလေးတွေအရင်ဆုံးကောက်ပေးရပါမယ်ပထမဆုံးအနေနဲ့ highlight အကျဲလေးတွေအရင်ဆုံးကောက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကောက်တဲ့အလွှာတွေကိုညီညာမှုချိမရှိအရင်ဆုံးစမ်းကြည့်ပါဒါပြီးရင်တော့ပထမဆုံးလွှာနဲ့တစ်လွှာရပါပြီနောက်ထပ်တစ်လွှာကိုလည်း session ရှန်ခဲ့ဆရာမလို့ဘဲနဲ့နောက်ထပ်တစ်လွှာရှိတ်ထပ်ဖောက်ရမှာဖြစ်ပါတယ်ပထမလွှာမှာလည်းသပင်ကမရှန်ခဲ့သလိုဒုတိယလွှာမှာလည်းသပင်မရှန်မဲနဲ့ session တစ်ခုလုံးကိုခဲဘက်ကိုထက်တဲ့အနေထားအပူးဖောက်ပေးရမှာဖြစ်ပါတယ်ဒီလိုလုပ်မယ်ဆိုရင်တော့ရှေ့စပင်ကအပူး highlight ရှိတ်လေးတွေကိုရရှိမှာပဲဖြစ်ပါတယ်